16,000နဲ့ကျိုးလေးတွေပြန်ရောက်ပါပြီရှင်သူကကြတော့အရှိကကြတော့16လက်မလောက်ရှိရပေါ့နော်ဂျိတ်ကဒီလိုပုံစံဂျိတ်အဝိုင်းနဲ့လာမယ်999အသားတစ်စိတ်ပါမယ်ရှင်လုံးဝတကယ်ရွှေရောင်လေးကဝင်းဖတ်နေရပဲเนาะဗီဒီယိုမှာမြင်တဲ့အတိုင်းပဲရပါမယ်ရှင်လိုချင်တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ကဲဒါလေးက၄ချက်အဟံ MC ကျိုးလေးပါရှင်ဂျိတ်ကဒီလိုပုံစံမျိုးလေးလာမယ်ပေါ့เนาะအယောင်ကတော့เนาะဘာမှပြောမနေနဲ့ဗီဒီယိုထဲမှာမြင်တဲ့အယောင်တိုင်းပဲအပြင်မှာလည်းတပုံစံနဲ့ရမယ်အဖက်လုံးဝမပါပဲရိုက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့အယောင်အတွက်ကတော့အာမခံနေရှင်မြန်မာငွေ48,000မှာအရှိက24လက်မှလာမယ်ရှင်24လက်မှရှိပါတယ်ဒီလိုပုံစံမျိုးလေးပါတကယ်အရန်လာပါတယ်ရှင်လိုချင်တဲ့ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စင်မှာပေးပါ Viber 3995251136ပါရှင်ခဲကိုမတို့ပွဲတက်သေးကအဟန့်ထဲထဲပေါ့နော်နီလာပြကြောက်ပုံစံလိုချင်နေဆိုရင်ဒီလိုမျိုးရမယ်ရှင်တကယ်လက်ရလေးရရန်တက်ခတ်တယ်ချိတ်ပုံစံကဒီလိုမျိုးလာမယ်ရှင်ဒီ locket ထိတိုင်းမယ်ဆိုရင်ပေါ့နော်22လက်မှရှိတယ်သူကမြန်မာငွေ38,500ကျပ်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995251136ကနေတစ်စင်မှာလို့ရပါတယ်ရှင်ကဲနဝရဲအဖြူလက်စွပ်ကလေးတွေရောက်ပါတယ် site number 8ပါရှင်စိုက်ရှိတဲ့ကဝတ်တဲ့သူတွေဆိုရင်ဒါလေးရပါမယ်ရှင်သူကအဖြူရောင်မှာဘေးစင်လေးပါမယ်ပေါ့နော်တချို့ကပြောတယ်မိုးကုတ်ကြောက်တွေလားမိုးကုတ်ကြောက်မဟုတ်ပါဘူးရှင်ဖန်စီကြောက်သားလေးတွေပါကော်အားလဲကော်လုံးဝမဟုတ်ဘူးနော်ဖန်စီကြောက်ပါဘာလို့နဝရက်လို့ပြောရလဲဆိုတော့သူကကြောက်ရောင်စုံ6လုံးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကနဝရက်အစားထိုးဝေးရတဲ့ပေါ့နော်ပွဲတက်ဖန်စီလေးဖြစ်တဲ့အတွက်ကြောင့်မလို့နဝရက်လက်စွပ်လို့ပြောတာပါရှင်လိုချင်နေဆိုရင် Viber 3995551136ကနေတစ်စစ်မှာလို့ရပါတယ်ရှင်ကဲလုံးဝဝင်းဖက်အီးဆန်နေတယ်เนาะဒါလေးကမြန်မာငွေ29,000ကျပ်ပါရှင်ကိုမတို့ပွဲတက်အတွက်အရန်ဝစ်လို့လှတယ်တင်တယ်လက်တိုင်းလေးလည်းတစ်ချက်တိုင်းပြီးတော့ပြပေးမယ်ရှင်သူကဘေးမောင်းနေပါเนาะလက်တိုင်းပြည့်တဲ့သူလေးလက်ပြည့်တဲ့သူအတွက်ဆိုရင်အရန်လှပါမယ်ရှင်လက်တိုင်းလေးက2.4လက်မှရှိမယ်ဒီလိုဘေးကအမောင်းလေးပါတယ်ပေါ့เนาะဒီလိုဘေးမောင်းလေးနဲ့ဝေးရတာအဲဆိုတော့ကိုကချွတ်ရတာဝေးရတာလွယ်ကူပါတယ်ရှင်ဒီလိုမျိုးလေးပါဒါလေးယူမယ်ဆိုရင်မြန်မာငွေ29,000ကျပ်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995551136ကနေတစ်ဆင့်မှာလို့ရပါတယ်အယောင်ကိုစိတ်မပူနဲ့နော်လုံးဝကျမဒီရိုးကင်မရာနဲ့ပဲရိုက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်မှာလည်းဒီပုံအတိုင်းပဲလက်ဝယ်ရပါမယ်ရှင်ကဲဒီတစ်ခါဂျပန်ပုံထွက်ထရပလဲရထားတယ်တန်တန်လေးနဲ့ပေးမယ်ပေါ့နော်နှစ်ကုန်းပေါ့နော်ပထမတစ်ကုန်းတစ်ချက်ပြပေးမယ်ပထမတစ်ကုန်းကဒီလိုချိတ်ပုံစံနဲ့လာမယ်ဒီလိုမျိုးပါအသေးစိတ်တစ်ခါလေးပြပေးမယ်ရှင်ဒီလိုမျိုးလေးပါဒါကပထမတစ်ကုန်းပေါ့နော်ဒုတိယတစ်ကုန်းကကြတော့ဒီလိုပေါ့နော်ဒီလိုချိန်နဲ့လာမယ်ဒီလိုမျိုးလေးပါရှင်ဒါလေးနှစ်ကုန်းလုံးယူမှ1000မှာတစ်ကုန်းကို9000ပဲကြာပါမယ်ရှင်အရှိပါတစ်ခါလေးတိုင်းပြပေးမယ်ရှင်အရှိဒါလေးကျွန်မနှစ်ကုန်းရောပြီးတော့ခေါင်းစွပ်နော်အရှိကကြတော့24လက်မှရှိပါမယ်ရှင်အရှိ24လက်မှပါမြန်မာငွေ1000ပဲပေးရပါမယ်ရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995551136ကနေတစ်ဆင့်မှာယူလို့ရပါတယ်ရှင်ဒီတစ်ခေါက်ကကြတော့ဂျပန်ပုံထွက်ထရထားရင်နှစ်ထပ်ပလဲနဲ့မိတ်ဆက်ပေးမယ်ရှင်ဂျိတ်ကကြဂျိတ်ကောင်းကဂျပန်ဂျိတ်ကောင်းလာတယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးပါဂျပန်ဂျိတ်ကောင်းနဲ့လာထားတယ်ကျိုးကနှစ်ထပ်ပုံစံလာတယ်ပေါ့နော်ဒီအရှိကကြတော့အရှိထိပေါ့နော်အရှိကျိုးထိတိုင်းမယ်ဆိုရင်18လက်မှရှိမယ်ပေါ့ဒီအကျိုးတိုးဆိုရင်တော့ကျမတို့ဒီ14လက်မှရှိပါမယ်ရှင်ဒါလေးမြန်မာငွေ13,500ချက်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995551136ခါနေတစ်ဆင့်မှာယူလို့ရပါတယ်ရှင်ကဲဒါလေးကကြတော့အရန်ရှိတဲ့ပလဲပေါ့နော်နှစ်ပတ်ရစ်ပြီးတော့ဝေးရတာကြိုက်တဲ့ကိုမတို့အတွက်ဆိုရင်အဆင်ပြေမယ်သူကဂျပန်လေးလဲအောင်နဲ့ရထားတယ်ပေါ့နော်ဂျိတ်ကကြတော့ဂျိတ်ကောင်းပုံစံကကြတော့ဂျပန်ဂျိတ်ကောင်းမှာဒီလိုပုံစံမျိုးလေးနဲ့လာမယ်ရှင့်ကျွန်မတစ်ချက်အသေးစိတ်ပြပေးမယ်ဒီလိုဂျိတ်ကောင်းပုံစံလေးနဲ့ဒီလိုမျိုးဖွင့်ရတာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးဖွင့်ပြီးတော့သူကအရှိကကြတော့44လက်မှအောင်ရှိပါတယ်ရှင်44လက်မှပါအရှိကအရန်ရှိတယ်အဲ့ဒါကြောင့်မလို့နှစ်ပတ်တွေပါပတ်ပြီးတော့ဝတ်တဲ့သူဝေးရတာကြိုက်တဲ့သူဆိုရင်တော့အဆင်ပြေပါတယ်ရှင့်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်ဆင့်မှာလို့ရပါမယ်မြန်မာငွေ13,500ကျပ်ပါရှင်နှစ်ချက်ခွဲအဟန်နဲ့ရှိတယ်ပေါ့နော်သူရဲ့ဒီဇိုင်းကကြတော့ဒီလိုပုံစံမျိုးလာထားတယ်ရှင့်ဒီလိုပုံစံမျိုးပါဂျိတ်ကကြတော့ဒီလိုချိန်နဲ့လာထားပါတယ်အရှိက
22လက်မှရှိပါမယ်ရှင်ဒါလေးလိုချင်တယ်ဆိုရင်မြန်မာငွေ4200ကျပ်ပါရှင်လိုချင်တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်ဆင့်မှာလို့ရပါတယ်ရှင်ပစ္စည်းရငွေချေစနစ်နဲ့ပို့ပေးပါတယ်ရှင်မြန်မာငွေ13500ပဲပေးရမယ်ဂျပန်ပုံထွက်ပလေးလက်ပတ်ကလေးပါဂျိတ်ကောင်းနဲ့နေတန်နေပြီเนาะဂျိတ်ကောင်းကဒီလိုမျိုးလေးလာတယ်ရှင်ဒီလိုမျိုးလေးပါကျမအရှိတစ်ချက်တိုင်းပြပေးမယ်ရှင်ဂျိတ်ကောင်းအထိပဲကျမဂျိတ်ကောင်းကနေပဲစပြီးတော့တိုင်းပြပေးလိုက်မယ်ရှင်ဂျိတ်ဆိုရင်အရှိက9လက်မခွဲရှိပါမယ်ရှင်ဒါလေးလိုချင်နေဆိုရင်မြန်မာငွေ13500ကျပ်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်ဆင့်မှာပေးပါရှင်